အောင်ဆန်းတဲ့အာသာနီတွေမြမလွတ်လာရေးအတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်တကယ်ပဲအသက်နဲ့လဲလို့ဆင်းရဲဒုက္ခခံရကြံသေးတယ်သူရဲ့ကောင်းတဲ့ကိုအောင်ဆန်းတဲ့အာသာနီတွေငါတို့မြမပြည်မိဘတိုင်းငါရဲ့ကိုအောင်ဆန်းလို့သူရဲ့ကောင်းမွေးရမယ်ငါတို့မြမပြည်မိဘပေါင်းတို့ကရဲ့အာသာနီစိတ်ကိုရှိဖို့မွေးရမယ်အော်ပရင်နောင်နဲ့ရာဇာတရစ်တို့လို့မင်းရဲ့ကြော်စွာပမာပုံဆောင်အလောင်းဖရာတို့လို့ကွယ်မြမတိုင်းမြမမျိုးအားကိုလောက်ပေးတဲ့မကြောက်တမ်းမယွတ်နှမ်းမြမတွေအောင်မှန်းစွကြရှာလေတဲ့ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘောကိုလဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့ရာဇဝင်ထုတ်ပတ်တီလဲရှိရမယ်ဘောကိုလဲထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆိုင်ရဲ့တိုင်းပြည်ကျိုးစွန့်ခဲ့တဲ့မြာစာနီတွေလွတ်လပ်ဖို့တို့များကိုကျွန်းတွင်မှာကဲတို့မြမာတွေစိုးမိုးဖို့မျှော်ကြရှာလို့ပေါ်လာတယ်မြမနိုင်ငံထူထောင်ရတဲ့မြို့ရိုးမတိမ်